ရင်ကုန်တိုင်းအတွန်းဇူလိုင်29ရက်နေ့မှာယနေ့ဇူလိုင်30ရက်နေ့အထိနေ့ရက်စတိုင်မိုးတီးထန်စွာရွာသွန်းခဲ့မှုကြောင့်မြို့နယ်အများအပြားသောရေကြီးရေရှင်းမှုများဖြစ်ပေါ်ခဲ့ပြီးလက်မကြီးများနဲ့ရက်ကွက်အတွန်းလည်းအများစုရေမြုပ်ကရင်ကျော်ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများကရင်ကုန်ခတ်တဲ့တရင်ဌာနတို့ပြောဆိုကြပါရယ်ရေကြီးရေရှင်းမှုမှာမြောက်တကုံတောင်တကုံအရှိတကုံတောင်အုပ်ကလာပါမရင်ကုံအန်းစိန်ရွှေပြည်သာလိုင်ရင်ကဲအပါအဝါရင်ကုန်တိုင်းအတွန်းရှိမြို့နယ်အများစုတွင်ဖြစ်ပေါ်ခဲ့ပြီးရင်ကုန်မြို့တဝမ်းလုံးနီးပါးရင်ကျော်ပိတ်ဆို့မှုများကြုံတွေ့ခဲ့ရကြောင်းသိရှိရပါတယ်။ရေကြီးခဲ့သည့်နေရာများတွင်မန္တမမီပွိုင်မှာကျိုင်းဝမ်ဖျားလဲနဲ့တမိုင်းလဲဆောင်မန္တမလဲနဲ့အောင်သီရီလန်တခြားရွာမကျောင်းလဲနဲ့ပဟိုလန်တို့မင်္ဂလာလန်စာတိုင်းမှတိုင်မှာပတိရာမိဘွိုက်အထီကပအေးပရလန်အယကန်အနီယတနာလန်မလီခအင်ယာဖြက်လန်ရန်ကန်ကိုရန်စီတီရှေပဟိုလန်လိုင်ပူရာယုံလန်ပြေလန်ရှစ်မိုင်တရအတဲလေးထောင်ကန်လန်စီဝနာ POC အနီမေခမလီခအင်ယာလန်မြယတနာလန်အနန္တဖျားထေယတနာအယာရှေနဲ့တူဝနာသွားစေခန့်အနီတို့ပါဝင်ကြောင်းသိရပါတယ်။ရင်ကုန်မှာနေရာတော်တော်များများကားတွေပိတ်နေပါတယ်။ပြည်လန်း9မိုင် BYD showroom ရှေ့တောင်ရေမစန်သေးလို့ကားတွေတလိန်ချမ်းပဲမောင်းနေရတယ်လို့ဒေသခံတို့ကပြောဆိုထားပါတယ်။ရချင်းနေသည့်လမ်းကြောင်းများစကောင်းဆောင်မဲ့အွန်လိုင်းကအားပေးမြင့်တက်နေသောစီမံချက်အရာအသုံးပြုနေသည့်လက်စက EV အများပြားမှာရကြီးနေသည့်လမ်းပိုင်းများကိုမပြတ်ရဲပဲလမ်းပေးသွားရထားရကြောင်းရမောင်များကပြောဆိုကြပါတယ်။ EV ကားတွေကရေထက်ပြက်လို့မရဘူးရေမတန်တဲ့နေရာမှာ EV တွေတော်တော်များများရထားကြပါတယ်။ရကြီးတဲ့လမ်းကိုဖျက်ရကြဘူးလို့တစီရန်မောင်တူကပြောဆိုပါတယ်။အခြားတစ်ဖက်တော့ဂျပန်တပိတ်ရကမြန်မာမူရကြီးနေသည့်လက်များကိုပုံမှန်ပြတ်တန်းသွားလာနေကြကြောင်းကားရောက်ဝေးတူကပြောဆိုထားပါတယ်။ကိုယ်နိုင်ငံရဲ့လမ်းနဲ့ဒီလိုရကြီးပုံစံမျိုးနဲ့ကတော့အသာလေးမောင်းသွားပါတယ်။ဒီလိုရကြီးတဲ့လမ်းတွေနဲ့ဆို EV ကားတွေကခက်ခဲပါတယ်။ရကြီးလို့ EV ကပြည့်ရင်ပြည့်စင်ခါဘက်ထရီကားတွေကတင်ကိုရချီပေါက်နေတာဟုကားရောက်ဝေးကပြောဆိုထားပါတယ်။အစိမ်မျိုးနဲ့တော့မိုးရေမြင့်တက်လာမှုကြောင့်နေအိမ်များအသွမ်းရေဝမ်းရောက်ကအိမ်ရများအထီးရေနဲ့မြုပ်ခဲ့ကြောင်းဆွေပြည်ရာမျိုးနဲ့အမှန်24ရက်ကွက်နဲ့အမ်ပေါစုကျေးရွာသူရလဲရေကြီးရေရှမ်းမှုများဖြစ်ပေါ်ခဲ့သဖြင့်တေရပရာဟိတအတန်ကကေစီရေလုပ်ငန်းများနဲ့စာနယ်ရိက္ခာထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။မိုးလေဝသနဲ့ဆလာပေသာညွှန်ကြားမှုစီဝါဌာနကရင်ကုန်တိုင်းအပါအဝင်ပဲခူးအေယဝတီတနင်္သာရီတိုင်းဒေသကြီးများကရင်ချင်းမွန်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့တောင်ပိုင်းတွင်နေရာကွက်၍မိုးကြီးနိုင်ကြောင်းစကိုင်းမန္တလေးမကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့လည်းမိုးထချုံရွာသွန်းနိုင်ကြောင်းတတိပေးထားပါတယ်